အားလုံးပဲမင်္ဂလာပါခင်ဗျာအိုးစားတော့ကဲပေးရပြန်လို့ကြိုဆိုလိုက်ပြန်ခင်ဗျာအခုအိုးမော်လမြိုင်မှာရောက်တော့အရင်ကစားခဲ့တဲ့ဒီပေါ်တိုရှေဆိုင်လေးကိုသွားစားမှာပဲဖြစ်ပါတယ်ခင်ဗျာဒီညမှာမိုးတွေရွာနေပေမဲ့အိုးကအရန်တတိယသွားလို့အရန်စားကျင်လို့ဒီဆိုင်လေးကိုသွားစားမှာပဲဖြစ်ပါတယ်ခင်ဗျာဒီဆိုင်လေးရဆိုရင်မော်လမြိုင်သူမော်လမြိုင်သားတွေပြောလိုက်လို့ရှိရင်ဘလောက်ရတာရှိပြီးရန်စားကောင်းလဲဆိုတာသိမှာပဲဖြစ်ပါတယ်ခင်ဗျာဒီဆိုင်လေးကအရင်ကဆိုရင်တော့ပေါ့နော်ဒီတိုက်လေးမဟုတ်ဘူးပေါ့နော်အရင်ကတော့ကြဲကြဲဝန်းဝန်းရှိတယ်နေရာလေးမှာသွားစားတာသွားရှိတရားပေါ့နော်အခုဆိုရင်တော့တိုက်နှစ်ထပ်တိုက်ကြီးဖြစ်သွားပြီတော့တိုက်ကြီးပေါ်မှာဖြစ်သွားပြီဒါပေမဲ့သွားစားလိုက်တဲ့အချိန်မှာအရင်ကစားခဲ့တဲ့လက်ရတိုင်းပဲပြောင်းလဲမှုမရှိဘူးအရင်တိုင်းပဲစားလို့ကောင်းစေပေါ့စားလို့ကောင်းတယ်ကနေတိုးရှေအပြင်ကိုအဆိုင်မှာရတဲ့ဒီကြက်သားခပ်ပတ်ပေါ့နော်နောက်ပြလို့ရှိရင်မော်လမြိုင်သားတွေအရန်စားတယ်မော်လမြိုင်သူမော်လမြိုင်သားတွေစားတယ်စီလိတ်ထမင်းကျော်နောက်ပြလို့ရှိရင်ဒီကြက်သားခပ်ပတ်နဲ့တွဲစားဖို့အတွက်ကနေပြီးတော့ဒီပလာတာလေးကိုလည်းပလာတာအလွတ်လေးနဲ့နောက်ပြစီလုံသီးလေးကိုလည်းမှားလိုက်ပြီးတော့အားရပါရစားခဲ့တယ်ဒါပြလို့ရှိရင်ဒီမှာပေါ့နော်ဘာလဲဆိုရင်သူ့မှာအရန်စားလို့ကောင်းတယ်ဒီမှာရှိတယ်ပေါ့နော်ကီမပလာတာလေးကိုမှာကြားခဲ့တယ်မှာစားခဲ့တယ်ပေါ့နော်အဲ့ဒါအပြင်ကိုကနေပြီးတော့ဒီဆိုင်လေးကိုရမ်းကြိုက်တဲ့ရတာပေါ့ကြိုက်တာတိုရှေရမ်းကြိုက်ပါတယ်တခြားဆိုင်တွေမှာရှိတဲ့တိုရှေဆိုလို့ရှိရင်ဒီပေါ့နော်မုတ်ပေါ့နော်မုတ်ရဲ့အနံ့အားစားလိုက်လို့ရှိရင်ချင်းနဲ့အရတာကိုချင်းနဲ့အနံ့ကိုရတယ်ဒီဆိုင်မှာဆိုရင်ဘယ်ချိန်သွားစားစားပြောင်းလဲမှုရှိတဲ့ signature ကတော့ချင်းနဲ့အနံ့ကိုမရဘဲနဲ့အရန်စားကောင်းတယ်အမှားကိုတိုရှေလုတ်ပြင်တိုရှေကိုပဲတိုရှေနောက်ပြလို့ရှိရင်ပဲတိုရှေပေါ့နော်ပဲတိုရှေနောက်ပြကြောက်တိုရှေကိုလည်းအရသာတခြားဟိုင်နဲ့ပေါင်းဆက်ပြီးတော့လည်းရရှိတဲ့ဆိုင်လေးဖြစ်ပါတယ်ဒီသွားစားခဲ့တဲ့ဆိုင်လေးကအရန်စားကောင်းတယ်ဒီဆိုင်လေးကိုစားဘူးတဲ့လူတွေပေါ့နော်ဒီဆိုင်လေးကစားဘူးတဲ့လူတွေဆိုလို့ရှိရင်ကောင်းမကောင်းလေးကိုမှန်းခဲ့ပေးပါအောင်ခင်ဗျာအရန်စားကောင်းတဲ့ဆိုင်လေးကိုညွှန်ပြပေးတာဖြစ်ပါတယ်ခင်ဗျာမော်လမြိုင်ရောက်ရင်တော့မဖြစ်မနေသွားစားတဲ့ဆိုင်လေးပဲဖြစ်ပါတယ်ခင်ဗျာသူကတော့ညာဘက်အထိပေါ့ဖွင့်တယ်ပေါ့နော်ညနေအထိဖွင့်တယ်ညာဘက်သွားစား8နိုင်ခွဲ9နိုင်လောက်ထိကိုပေါ့နော်ရှိနေတော့ပေါ့နော်အမှပေါ့အဓိကစက္ကနာဖြစ်တဲ့ဒီတိုရှေမှာပေးတယ်ပေါ့နော်ဒီတိုရှေနဲ့တွဲစားလို့ရတဲ့တိုရှေနဲ့တွဲဆက်လို့ရတဲ့ပဲဟင်းအပြင်အုံသီးတနက်နောက်ထပ်မကြီးသီးတနက်ကလည်းဒီတိုရှေနဲ့တို့ဆိုင်ထိမိရတာကောင်းတဲ့ရတာကောင်းတဲ့တိုရှေလေးကိုစားခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဒီဆိုင်လေးကဘာတွေစားကောင်းလဲဆိုတာဘလော့ကိုကြည့်ပြီးပြောခဲ့ပေးပါဦးခင်ဗျာအားလုံးဘိုင်ဘိုင်